ရှိလား မုစကူဒူကတော့ဘယ်လိုကောင်းလဲမုစကူဒူဖာကြီးလို့လည်းပြောလို့ရတာအဲ့လိုပဲပြောကျုပ်ဘလောက်ရှင်းရမလဲ မရှင်းနဲ့ကိုနာမည်လေးပြောပြနော် ကျုပ်နာမည်ကအညာသားမဲလုံးပါ အဲ့ဒါဆိုလည်းအလဲကယူတော့လေ ဗျာဘာလို့လဲ အကောကအရင်ချောလို့ စော်ရှိလား သိပြီလားမသိဘူးနော်မဲလုံးထောင်းလေမအီမောင်တို့မလုံးမရမယ်ထင်တယ်နော်အေးဟုတ်တယ်ငါအကြီးပန်ခိုင်းရလုံးဝဲညောင်းတော့တမီးရတယ်တမီးပဲလုံးမှာညောင်းတမီးရငယ်ဆုံးတမီးပဲလုံးမယ် ဟာလာပြီ ရောအမ ညမတိကျမဲလုံးထိုးရတယ် ဟာနေစားခံရလို့လေဟာ အမနောက်တော့ရော ဒါကြောင့်မဲဖြစ်မဲလုံးထိသိပဲ အမရော မဲလုံးသားမှမတွေ့ချင်ဘူးဆိုတာဘယ်လိုလုပ်ပြီးပေါ်လာလဲအနည်းကိုတောင်းမှမှာ ရောအမ နေပါစက်ကိုပိတ်ထားလိုက်တော့ လေးခွင့်ဆိုင်ပါရဲ့ဟုတ်ပါ အခုတယောက်ထဲလားကောင်းမလေးပိုင်းမပါဘူးလား အာညီမတို့ကလည်းကျွန်တော်ကောင်းလေးမရှိပါဘူးဗျာ မယောင်းပါဘူးအကွာကြောက်ချောနေ ဟာမင်းနဲ့ပေါင်းရငါစောင့်ရင်းချက်တယ်သိလား ဘာဖြစ်ပြန်ပြီလဲကွာ ဟဲ့အောင်မင်းကဘာဖြစ်ပြန်ပြီလဲဆိုတော့စကားကိုမပြောရနဲ့မင်းကြောင့်စော်ကြည့်ရကွာငါကြောင့်ဘာလို့စော်မကြည့်ရတော့ အဲ့တော့မင်းကလည်းရုပ်ရည်နဲ့စိုင်သွားပြီလေကွာငါနဲ့ပါဆိုင် ကျွန်တော်ဒေါသထွက်နေပြီကျွန်တော်ပြောတာမရတော့ဘူး အကောတော့ဇကားတိုင်းမှာတော့မုစကူဒူရတဲ့မင်းသမီးကမရှိတဲ့လောက်ဖြစ်ရတယ်မုစကူဒူကတော့ဘယ်လိုကောင်းလဲမုစကူဒူဖာကြီးလို့လည်းပြောလို့ရတာအဲ့လိုပဲပြော နေပါဦးမကရုပ်ရှင်သွားကြည့်တာမအောင်ဘာလို့မခေါ်တာလဲ တကယ်တော့မမဟိုစကပုံတိုင်းလောက်တာပါ ဘယ်စကပုံလဲ လဲထွန်သွားနွားမိတ် အယောဒီမှာ အမေကအပြေတစ်ချက်သွားလိုက်မယ်နော်ဘယ်ချင်းပြန်လာမှလဲ10နိုင်လောက်ပြန်လာလိုက်မယ်10နိုင်ဆိုတော့လည်းပြန်လာလိုက်နော်အာငါတော့တီဝါပြီ